တင့်ကိုစောင့်ရှောက်နေတဲ့နှာခေါင်းနှမျက်တွေကတင့်စီကဘာကိုအမျှော်လင့်ဆုံးလဲဆိုတာကိုသိပါသလားအိမ်မက်ထဲမှာဖျားပူးရတာယဟန်တန်ငါရင်နဲ့တွေ့ရတာဟာတင့်မှာအဆောင်ရှောက်ကောင်းလို့ရှိနေတာပါဒါပေမဲ့သူတို့ကတင့်ကိုအမြဲကူညီနိုင်မှုဆိုရင်တင့်ဘက်ကလုပ်ပေးရမယ့်အချက်၃ချက်ရှိပါတယ်ပထမဆုံးကတော့တီလာပါပဲတီလာရှိတဲ့သူရဲ့ကိုယ်ရောင်ကိုယ်ဝါဟာနတ်ပြမာတွေကိုဆွဲဆောင်နိုင်ပါတယ်ကိုကျင်တရားကောင်းတဲ့သူကိုနှာကောင်းနှမျက်တွေကလက်လွတ်မခံပဲစောင့်ရှောက်ရတာကိုဂုဏ်ယူကြပါတယ်ဒုတိယအချက်ကမေတ္တာပါညာတိုင်းအိတ်ခမ်းနီးမှာမိမိကိုစောင့်ရှောက်တဲ့နတ်တွေပါဝင်တတ္တဝါအားလုံးကိုမေတ္တာပို့သပေးပါမေတ္တာတရားဟာနတ်တွေနဲ့တင့်ကြကအားကောင်းဆုံးဆက်သွယ်ရေးလိုင်းပါပဲနောက်ဆုံးကတော့အမျှဝေခြင်းပါကုသိုလ်တစ်ခုခုလုပ်တိုင်းသူတို့ကိုအမျှဝေဖို့မမေ့ပါနဲ့သူတို့ဟာတင့်စီရရွှေငွေကိုမလိုချင်ပါဘူးတင်ပေးတဲ့ကုသိုလ်အမျှကိုပဲတာရုခေါ်ပြီးဖုံးကြည့်ချင်ကြတာပါဒီအချက်၃ချက်ကိုလုပ်ပေးရင်သင်ဘဝမှာအနှောင့်အယှက်တွေကင်းဝေးပြီးတော့အဆောင်ရှောက်ကောင်းတဲ့မဆာမှုကိုအမြဲရရှိမှာပါအားလုံးပဲကောင်းသောမှုတွေအမြဲပြုနိုင်ကြပါစေခင်ဗျာ